โอเคအားလုံးပဲဒီနေ့ကတော့ပန်းလောင်မြစ်ကိုသွားပန်းလောင်မြစ်ကိုစိုးသွားတဲ့ဘလော်လေးဖြစ်ပါတယ်အစုံတီကြည့်ပေးဖို့အတွက်ကိုလည်းတောင်းဆိုချင်ပါတယ်အရန်လာတဲ့နေရာလေးကိုအားလုံးကိုခေါ်သွားပါမယ်ပထမဦးဆုံးဘလော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နားလည်ပေးပါအားလုံးကပြုံးနေကြပါတယ်ကျမတို့စုစုပေါင်း6ယောက်တွားကြပါတယ်တငယ်ချင်းနေနေပေါ့နော်အရန်လာတဲ့ဒီတကွန်လေးတွေတွေ့ခဲ့ပါတယ်အဲ့ဒါပြီးတော့တောင်တန်းလေးတွေလည်းစိမ့်โอเคကျမတို့တောင်မတက်ခင်ပေါ့လေနော်နေ့လည်တာထမင်းစားဖို့အတွက်ကိုတွားနေကြတာဖြစ်ပါတယ်ဒါကတော့လေအရန်ပိုးတဲ့ရုံးကအကူကြီးဖြစ်ပါတယ်โอเคကျမတို့တွေနေ့လည်စားကြပါတယ်စားတဲ့အချိန်မှာအရန်ကိုမှအစုံနေပါတယ်ဒါပေမဲ့လည်းကျမတို့ကချင်ပြည်နယ်လို့တော့မဟုတ်ဘူးပေါ့နော်အစာတောက်တည်းစီတွေပါတဲ့ခါကျတော့စားဖို့တော်လေးတော့ခက်ခဲခဲ့ပါတယ်ပေါ့နော်ဒါပေမဲ့စားလို့ကောင်းပါတယ် okay let's go ကျမတို့တောင်းဖို့တက်ကြပါမယ်စပြီးတော့ခြေလမ်းနေနဲ့တက်ကြပါတယ်ကိုထုတ်ထုတ်လေးဆွဲပြီးမှကျမတို့တက်ကြပါပြီအားလုံးတက်ကြွနေပေါ့နော်လမ်းအစမှာတော့တက်ကြပါတယ်โอเคတောင်မတက်ချိန်မှာကျွန်မရေဘူးလေးလေးယူရတယ်ပေါ့နော်မုံစားစရာလေးယူရတယ် let's go တွားကြမယ်ဆိုရင်အော်ကြတယ်ပေါ့နော်တကယ်ချင်းနေပြောစရာကြီးပေါ့လေနော်ကျွန်တော်တို့လမ်းလျှောက်ပြီးတော့ရေဒီကုန်းတော့ရောက်ပါပြီโอเคဒါကျွန်တော်ရုံရဲ့အပြူကြီးဖြစ်ပါတယ်ကျွန်မလည်းအလားရပါပြင်နေပေါ့နော်တကားဖွင့်မှုအတွက်ကိုစောင့်နေရဖြစ်ပါတယ်ရေဒီကုန်းတွားဖို့အတွက်ကိုကားလေးဖွင့်ပြီးရဲ့ချိန်မှာတော့ကျွန်တော်ရေဒီကုန်းကိုရောက်ပါပြီစပြီးခြေလက်လက်ညတက်ကြွနေရပေါ့လေရေတွေ့ရတော့မယ်ဆိုပေါ့လေโอเคကျမတို့တွေဆက်ပြီးတော့သွားပါတယ်လမ်းလျှောက်ကြပါတယ်โอเคနောက်ဆုံးတော့တွေ့ပါပြီကျမတို့တွေရေဒီကုန်းလလာလေးကိုတွေ့ပါပြီအမောပြေပေါ့လေနော်ရေဒီကုန်းလေးတွေ့လိုက်တော့တော်တော်လေးအမောပြေပါတယ်ရန်လာရေဒီကုန်းလေးဖြစ်တယ်ကျမပေး post တွေပေးပါတယ်တပ်ပုံတွေရိုက်ပါတယ်တပ်ပုံရိုက်ပြီးညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်ကျမတို့တွေစူးစမ်းပြီးမှပေါ့နော်တက်ကြပါပြီရေတကွန်ပုံကျမရေအရင်ကြောက်တာတော့ဟုတ်တယ်ဒါပေမဲ့လည်းစူးစမ်းပြီးမှပေါ့နော်လုံးဝ relax ဖြစ်တယ်ပေါ့လေနော်တော်တော်လေးအေးပြီးတော့ပေါ့နော်ရေချိုးလို့လည်းအရင်ကောင်းတယ်ပေါ့လေနော်ကျမတို့ဝိုင်းပြီးနိုင်စားကြပါတယ်ရုံကအငယ်ဆုံးလေးကိုပေါ့လေနော်ဝိုင်းပြီးနိုင်စားပေးကြပါတယ်โอเคလက်နဲ့ချောင်းထောင်ပြီးတော့ပေါ့နော်ကျမတို့တွေဘာ post မှမပေးတော့လက်နဲ့ချောင်းထောင်ဖို့ပဲပေါ့နော်အဲ့ဒါ group photo လေးရိုက်ကြပါတယ်ကျမတို့တစ်ဖွဲ့လုံးပေါ့နော်မတက်ထားရင်မှာ group photo လေးရိုက်ကြပါတယ်အရန်လည်းလှပါတယ်ပေါ့လေနော်တကယ်ချင်းတစ်ဖွဲ့ group photo လေးရိုက်ပြီးတော့ကျမတို့တွေโอเคကျမတို့ဒါပြန်ဆင်းကြပါပြီတပ်ပုံရိုက်ပြီးရဲ့ချိန်မှာပြန်ဆင်းသွားတယ်ကျမရေရန်ကြောက်တဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့အားကိုးရပါတယ်ဒီများကိုအရန်လာရီဒီကုန်းလေးပါပြန်ဆင်းပါပြီအားလုံးပြန်ဆင်းကြပါပြီโอเคဒါကျမတို့ရုံကရန်ဖြစ်ဖို့ရန်ဖြစ်ပဲအသွေးလေးပါပြန်ဆင်းပါပြီကျမကတော့ဘာမှမပိုးနိုင်ပါဘူးပင်ပန်းလို့ပါသူများလွယ်ခိုင်းထားတာဟုတ်ပါတယ်ကြောဘိုအိတ်ကိုလေးပေါ့နော်ကျမဆင်းပါတယ်တခြားဘက်ကိုတခြားရည်တကုံတွားဖို့အတွက်ကိုပေါ့နော်ပြုံညင်နေဆင်းပြီးတော့fighting ပေါ့အာတင်းပြီးမှတွားနေကြတာဟုတ်ပါတယ်တချင်းလေးတကြုံနေပေါ့လေနော်အစင်းဆိုမပင်ပန်းဘူးအသက်လောက်ပေါ့လေနော်โอเคကျမတို့တွေဆက်လီစားစီးပါပြီတခြားရည်တကုံတွားဖို့အတွက်ဆက်လီစားစီးပါပြီအရန်လာတဲ့တောင်တန်းကြီးကိုလည်းကြည့်ပြီးမှပေါ့နော်တော်လေးကိုမှစိတ်ပန်းဖြေခဲ့ရပါတယ်တောင်ကြောက်ကြားရကနေလို့ရီလေးကြားနေရလေးတွေကလည်းတော်လေးကိုတဘာဝဆက်ပါတယ်ဒီမှာပေါ့နော်ညလည်းအိမ်လို့ရတယ်လို့ပြောတယ်ဒါပေမဲ့ကျမတို့နေ့ချင်းပြန်သွားတာပေါ့လေနော်โอเคရောက်ပါပြီဒါကျမတို့အရန်သွားချင်နေတဲ့ရေတကွန်လေးဖြစ်ပါတယ်ရေရတော်လေးလေးအေးတယ်တန့်လေးလေးရှိရပေါ့နော်တန့်တီးလေးပေါ့လေနော်တတီးလေးလေးပေါ်နေဟုတ်တယ်အရန်လည်းလာတယ်တော်တော်လေးလေးအေးရရေရလည်းတော်တော်လေးကြည်ရပေါ့လေနော်အရန်ကို fresh ဖြစ်ပါတယ်ဒါကျမတို့ဖွဲ့ပေါ့နော်တစ်ဖက်ကန်းကိုဆက်လီစိုက်ဖို့အတွက်ကိုတွားနေကြပါရဖြစ်ပါတယ်တပ်ပုံရင်တီလူကရိုက်ပေါ့နော်အလဲတက်ဖန်တဲ့လူကဖမ်းပေါ့နော်အရန်လာတဲ့တောင်းနေကြမှာပေါ့လေနော်ကျမတို့တွေကပြပြရှင်နဲ့တွားခဲ့ကြပါတယ်โอเคကျမတို့ရေစချိုးပါပြီတန်လေးလေးတော်တော်လေးလာရယ်နော်ရေစချိုးပါပြီအစိမ်းရောင်လေးကတော့ကျမဖြစ်ပါတယ်အဲ့လေကျမရေကူးပြီပေါ့လေနော်အသက်ကြီးအညီပါခါကျတော့မကြောက်ဘူးပေါ့အဲ့လေရေကူးပါတယ်ရေဟိုဘက်ကန်းကိုကူးပါတယ်ကျမစူးစမ်းပြီးမှကူးပါတယ်ဘယ်တယောက်ညာတယောက်ကြားညက်ပြီးတော့ပေါ့နော်ကျမကြောက်လို့ပေါ့လေနော်ကူးပါတယ်တက်တလောက်မတ်တလောက်ပေါ့နော်ခွေကူးနီးတွေရောအစုံပဲကူးပြီးမှပေါ့နော်ဟိုဘက်ကန်းကိုစူးစမ်းပန်းစားနဲ့ကျမရောက်သွားပါတယ်ရောက်သွားတဲ့ချိန်မှာကျမရေတခွန်နောက်ဆက်သွားဖို့အတွက်ကိုပေါ့နော်ဆွေးနွေးတိုင်ပင်နေကြရပေါ့လေနော်
ဘယ်လိုသွားကြမလဲပေါ့လေနော်ကျမလည်းအရင်ကြောက်တဲ့ခါကျတော့โอเคရောက်သွားတဲ့ချိန်မှာကျမရေမိုးချိုးပြီးတော့ခုန်ချပါတယ်အဲလေကျမလည်းခုန်ချပါတယ်အဲကြားထဲမှာကျမဟိုတယောက်တည်းပြစ်ထားပြီးအော်တာတော့မထည့်တော့ဘူးပေါ့လေနော်ကျမအရင်ကြောက်တဲ့လူဆိုโอเคကျမခုန်ချပြီးမှတစ်ဖက်ကန်းကိုကူးလာပါပြီရေလေးကူးလာပါပြီကျမအလဲကောင်မှတယောက်တည်းဖြစ်နေပါတယ်โอเคနောက်ဆုံးတော့ကျမတို့4နိုင်3နိုင်ကျော်4နိုင်လို့ဆိုကျမတို့ပြန်ပါပြီကျမတို့ကားရက်ထားတဲ့ဆက်လီစိတ်နေအောင်ရောက်ပါပြီကျမတို့ဒီနေ့ဘလော့လေးကတော့ကျမတို့ဒါတလောက်ပဲဖြစ်ပါတယ်ဒါကတော့ group photo လေးရိုက်ခဲ့ရလေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်